ဂျပန်မသွားခင်ဘာရီဂျိုတီပြင်ဆင်ထားတဲ့လဲမကြခင် April intake နဲ့ဂျပန်ကိုသွားမယ့်ចောင်းသားရဲ့အတွက်ဂျပန်မသွားခင်သိထားတဲ့အချက်လက်တွေကိုမျှဝေပေးခြင်းပါတယ်ပထမအဆုံးအနေနဲ့ passport visa COE စတဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေကိုတေချာစစ်ဆေးပြီးတော့မိတ္တူတွေပါဂျိုတီပြင်ဆင်ထားဖို့လိုပါတယ်ဂျပန်ရောက်ပြီးအဆုံးရရုံတွေမှာလိုအပ်လာနိုင်တာကြောင့် document တွေကိုစနစ်တကျတင်ဆက်ထားသင့်ပါတယ်နောက်တစ်ခုကတော့ဂျပန်မှာចောင်းတက်ရေးအလုပ်လုပ်နိုင်တဲ့စီးမြင်တွေကိုကြိုတင်လေ့လာထားဖို့ဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ဥပဒေအရចောင်းသားတစ်ယောက်ကတစ်ပတ်ကိုအချိန်ပိုင်းအလုံး28နာရီအထိသာလုပ်ခွင့်ရှိပြီးတော့နွေရာသီစောင်းရာသီလိုပိတ်ရက်ရှည်တွေမှာတော့တစ်ပတ်ကိုနာရီ40အထိလုပ်ခွင့်ရှိပါတယ်။ဒါကြောင့်ကျောင်းတက်ရင်အလုပ်လုပ်ပြီးကျောင်းစရိတ်ကိုကာမိနိုင်မို့ဝင်ငွေနဲ့ထွက်ငွေကိုစနစ်တကျစီမံခန့်ခွဲတက်ဖို့တော့အရေးကြီးတယ်နော်။ကျောင်းသားတယောက်အတွက်အဓိကဝင်ငွေကတော့ပတ်တိုင်းကြောဖြစ်တာကြောင့်တနာရီလောက်အားကကောင်းတဲ့အလုပ်တွေကိုစ조사ရှောက်ပေးထားတင်ပါတယ်။အလုပ်ချိန်ကိုလိုသလိုအတိုးလျှော့လုပ်နိုင်တဲ့အလုပ်တွေကိုရှာထားမယ်ဆိုရင်ကျောင်းပိတ်ရက်တွေမှာအချိန်ပိုလုပ်ပြီးဝင်ငွေတိုးအောင်လုပ်နိုင်ပါတယ်။သတင်းကောင်းတစ်ခုကတော့ Iowa App Application မှာဂျပန်အလုပ် agency တွေ recruiter တွေတင်ထားတဲ့ပတ်တိုင်း job တွေကိုကိုလိုချင်တဲ့အလုပ်ချိန်အလိုက်လွယ်ကူစွာရှာဖွေနိုင်တယ်လို့ဗန်ပေးနဲ့လက်ပေးအလုပ်တွေကိုပါရွေးချယ်ရှာထားနိုင်တယ်နော်။နောက်ထပ်အရေးအကြီးဆုံးတစ်ခုကတော့နေမဲ့နေရာရွေးချယ်ခြင်းပဲဖြစ်ပါတယ်။အထူးသဖြင့်အလုပ်ပြောင်းတဲ့ရာသီကျောင်းစားဖွင့်တဲ့ရာသီတွေမှာလူတိုင်းကအိမ်တွေကိုအလူရက်ရှာနေကြတာကြောင့်အိမ်ရှာရတာပိုပြီးခက်ခဲတတ်ပါတယ်။ဒီလိုအခက်အခဲတွေမဖြစ်ရအောင်ယုံကြည်ရတဲ့ HMB agency တွေရဲ့ဝန်ဆောင်မှုတွေကို Iowa App Application ရဲ့ Real Estate Category ကနေတစ်ဆင့်လွယ်ကူစွာရှာဖွေနိုင်ပါတယ်။တိုက်ခန်းအိမ်ခန်းနေဆိုရင်လည်းစပေါ်ငွေအနည်းဆုံးရန်20လောက်ကစပြီးတော့ကိုယ့်ရဲ့ budget လူချင်တဲ့တည်နေရအခန်းပုံစံအိမ်အခြေအနေပုံမူတည်ပြီးတော့HMB ဝန်ဆောင်မှုပေးရတဲ့တွေနဲ့တိုက်ရိုက်ချိတ်ဆက်ပြီးတော့ငှားရမ်းခြင်းကိုပြုလုပ်နိုင်ပါတယ်။ဒီလိုအချက်လေးတွေကိုကြိုတင်ပြင်ဆင်ထားပြီးအခွင့်အလမ်းတွေကိုပုံမလွယ်ကူစွာရှာဖွေနိုင်ဖို့ Iowa App Application မှာအလုပ်အကိုင်အိမ်ချမ်းမြေစတဲ့ယုံကြည်ရတဲ့အချက်လက်တွေကိုတနေရာထဲမှာရှာဖွေလိုက်တော့နော် Work and Live Up Connect Up with Iowa App